ခင်ထားဆိုတဲ့ကြောင်မတစ်ယောက်ဟာဗလာတောင့်တောင့်နဲ့ချောမောခံရတဲ့အမျိုးသားမျိုးကိုမှနှစ်သက်ပြီးသူမရဲ့ခင်ပွန်းဒီကြောင်ထီးကအိမ်အောင်ကြပြီးနောက်ပိုင်းဝလာတာကြောင့်ငင်းငွေလာခဲ့တယ်။ဒါကြောင့်ခင်ထားဟာအရန်ချောမောပြီးဗလာတောင့်တဲ့ကြားတစ်ထီးတကောင်နဲ့မြို့ပြင်ကတိုက်ပြက်တစ်ခုမှာချိန်တွေးလိုက်တယ်။စားလောင်နေတဲ့ကြားတစ်ဟာခင်ထားကိုမြင်တာနဲ့တပြိုင်နက်အငမ်းမရဖက်လိုက်ပြီးနမ်းဆိုင်ခဲ့တယ်။အရွယ်အစားမမျှတမှုကြောင့်ခင်ထားဟာလမ်းမလျှောက်နိုင်တဲ့အထိဖြစ်သွားခဲ့ရပြီးကြားတစ်ရဲ့ဝှေ့ချီတာကိုခံယူခဲ့ရတယ်။ရမက်ကြီးတဲ့ခင်ထားဟာကြားတစ်နဲ့အတူနေနေညညကတင်ပေါ်မှာပဲပျော်ရွှင်စွာတာယာနေခဲ့ပြီးအိမ်ကခင်ပွန်းဒီကိုလုံးဝမေးလျော်ထားခဲ့ပါတယ်။ရက်နှင်းငယ်ကြတော့ခင်ထားဟာအိမ်ကိုပြန်သွားခဲ့တယ်။သူမအိမ်ပြန်သွားတဲ့အခါကြားတစ်ကတော့ဒီကမြင်းမသွားမှာပဲငါအေးစေးနာရတော့မယ်ဆိုပြီးရေရွတ်ကတက်တောင့်တက်တာရေချိုးနေခဲ့တဲ့တစ်ဖက်မှာခင်ထားကတော့အိမ်ပြန်ရောက်တာနဲ့ဆက်စလုံးနဲ့ပူပြီးပျော်ရွှင်စွာဟင်းချက်နေရင်လင်ငယ်နဲ့စာတိုင်းပြန်လဲဆုံတွေ့ရမယ့်အကြောင်းတွေကပူမြူးနေခဲ့တဲ့သူမရဲ့ခင်ပွန်းတင်နဲ့အတူထမင်းလက်ဆောင်စားပြီးစကားတွေပြောအတူအိတ်နေကြတဲ့အချိန်ခင်ထားဟာသူ့ဘေးကဝနေတဲ့ကြောင်ထီးကိုကြည့်ပြီးရုတ်တရက်ယွန်ရှာစိတ်ဝင်လာခဲ့တယ်ဒင်းလိုဝါတဲ့သူမျိုးနဲ့ငါမနေဘူးငါကဗလာတောင်းတဲ့အကိတ်ပဲကြိုက်တာဝက်သားမစားချင်ဘူးလို့တွေးပြီးခင်ပွန်းဒီကိုယွန်ရှာနေခဲ့တဲ့ခင်ပွန်းဒီကိုယွန်ရှာစိတ်ဝင်လာတာနဲ့ချက်ချင်းပဲအလှပြင်လိုက်ပြီးကြားတစ်စီကိုဖုံးဆက်လိုက်တယ်အချစ်မင်းကိုငါအမြန်လာတွေ့ပါလို့ငါမရတော့ဘူးအရန်စာလောင်နေပြီလို့ပြောလိုက်တယ်ကြားတစ်လည်းခင်ထားစီကိုချက်ချင်းရောက်လာခဲ့တယ်မနေနိုင်တော့တဲ့ခင်ထားဟာကြားတစ်ကိုစီးကြိုပြီးအိမ်ချံဝန်းထဲမှာတင်ငင်းငလင်းလှုပ်နေတယ်လို့ကစားခဲ့ကြတယ်အိမ်ထဲမှာရှိတဲ့ခင်ပွန်းဒီကြောင်ထီးဟာအိမ်တုံခါတာကိုခန်းစားမိပြီးတရင်ပေါက်ကနေလှမ်းကြည့်လိုက်တော့သူ့မိမခင်ထားနဲ့ကြားတစ်တို့ချမ်းရှိမှာရမက်ကြီးစွာပျော်ပါနေကြတာကိုအံ့ဩစွာမြင်လိုက်ရတယ်ဟာကမြင်းမအစီတောင်မတော်တော်ဖြစ်နေကြပါလားလို့ကြောင်ထီးဟာစိတ်ပြက်စွာနဲ့ရေရွတ်လိုက်ပါတော့တယ်